နေကြပန်းလေးတွေကြိုက်တဲ့လူရှိလားရှိတယ်ဆိုရင်ဘန်ကောက်မှာကိုယ့်ကောင်မလေးနဲ့တွားပြီးတော့ချဲလို့ရမယ်ဆိုင်တစ်ခုတွေ့ထားတယ်ပုံလေးအတူတူဆွဲလို့ရမယ်ဓာတ်ပုံလေးလည်းရိုက်ကြရင်လည်းဘာညာပေါ့ဆိုင်လေးကအဝင်ဝါမှာကလေးကရေငွေလေးလွတ်ပေးထားပြီးတော့တစ်ဆိုင်လုံးရေငွေကိုလွတ်ထားတော့ကောင်းကင်ပေါ်မှာလုံးဝလမ်းလျှောက်နေရလို့ပဲပေါ့မတိမ်တိမ်နေပေါ်ရောက်နေတယ်လို့နောက်တော့ painting ကိုစိတ်ဝင်စားတဲ့လူတွေအနေနဲ့လည်းဒီမှာတွားပြီးတော့ paint လုပ်လို့ရတယ်ပေါ့တခါလေကြာရင်နွားဆန်တာလည်းမပြောနဲ့မျက်အယောင်မှချက်ကြိုက်တာ哦ဒီမှာ painting လုပ်မလို့နဲ့စော်ရှိုးလို့ရတယ်ဆိုင်ရဲ့အပြင်ဘက်မှာလည်းထိုင်ပြီးတော့ဓာတ်ပုံရိုက်ချင်စရာနေရာတွေအများကြီးနဲ့ထိုင်ခုံနေရှိတယ်ပေါ့နေကြပန်းလေးနဲ့ဓာတ်ပုံရိုက်မယ်ဆိုနာမည်စင်းကြိုပြီးတွားပေးထားရတယ်သူကအချိန်15မိနစ်ရတယ်ပေါ့15မိနစ်အတွင်းမှာအမြန်ရိုက်ပြီးတော့ရင် photo booth တွေလည်းရှိတယ်ဆိုတော့ဗာလားကောင်မလေးနဲ့တော်ကီလေးပွားရင်းနဲ့ပန်းလေးပါညာပေးပါတယ်ပေါ့အဲ့လိုမျိုးဆိုတော့ဆိုင်လေးကဓာတ်ပုံရိုက်လို့ကောင်းတယ်ဆိုတော့ဘန်ကောက်မှာကောင်မလေးရှိရင်လိုက်ပို့လိုက်တော့ that's it